ဓမ္မမေဂုံနဲ့အဖြေများတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဗျာဤမဟာကရုဏာကုံအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကွာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဘွယ်90အစုအလွန်ခဲရင်တော်မူလို့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျုပ်ကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဍကျိဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏိကတတတဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါလည်းဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားနမောယုတိပြောင်းပြောင်းမင်္ဂလျော၍ကရောယောကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓမ္မမေဂုံနဲ့ဖြေများဣတိက30နိကေ9ပြာဓမ္မခန္ဓာပေါင်း84,000လို့တတ်မှတ်ဖော်ပြထားတဲ့ကျမ်းစာတွေထဲမှာဓမ္မမေဂုံနဲ့အဖြေတော်တော်များများပါရှိပါတယ်မြတ်စွာဘုရားဟောကြားမြတ်စွာဘုရားကိုယ်တိုင်ဖြေထားတဲ့မေဂုံများရှင်သာရိပုတ္တရာစတဲ့ယဟန္တာများဖြေဆိုထားတဲ့မေဂုံများထို့သုတ်တန်တွေမှာမှတ်တမ်းတင်ထားတာရှိတယ်။အဲဒီသုတ်တန်တွေကိုဓမ္မလက်ဆောင်ပြုတဲ့အနေနဲ့ဘုန်းကြီးတို့ဓမ္မမေဂုံတွေပိဋကတ်တော်လာတဲ့အတိုင်းအကျဉ်းချုပ်ပြီးတော့အနှစ်ချုပ်ပြီးတော့ဘာသာပြန်ပြီးအားလုံးနားလည်ကြရအောင်မှတ်သားကြရအောင်ဆိုပြီးတော့ဟောသွားဖို့ရစီစဉ်ထားပါမယ်ဓမ္မမေဂုံနဲ့အဖြေများဆိုမေဂုံမေးတာအဖြေပေးတာဆိုတာနဲ့ပတ်သက်ပြီးတော့မြန်မာစကားမှာရှိတယ်အမေးကျွဲကြောင်းအဖြေဖရာလောင်းတို့မေဂုံတွေကတော့ယတိပုဂ္ဂိုလ်မဆိုမေးနိုင်တယ်ပေါ့ကျွဲကြောင်းသားဖြစ်စေလွားကြောင်းသားဖြစ်စေမေဂုံတွေကိုမေးတယ်အဲ့တော့မေဂုံမေးတာတော့ဘယ်လိုပုဂ္ဂိုလ်မျိုးအဖြစ်ဖြစ်မေဂုံဆိုတာတော့တက်လာနိုင်တယ်ပေါ့သို့တော့ဖြေဆိုတဲ့အခါကျတော့မမှန်ကန်ကန်ဖြေဆိုနိုင်တော့အောင်ဘုရားလောင်းလို့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ်မြန်မာစကားမှာဒီလိုရှိတယ်ပေါ့
တို့တော့လည်းကြည့်မယ်ဆိုလို့ရှိရင်အမေးကျွဲချောင်းလို့ဆိုပေမဲ့လို့မေးတတ်ဖို့ကလည်းလွယ်တော့မလွယ်ဘူးပေါ့နော်အဲကြောင့်မို့လို့ဓမ္မမေးခွန်းနဲ့ပတ်သက်တဲ့မေးခွန်းတွေဆိုတာမမကန်ကန်မေးတတ်ဖို့မေးဖို့စိတ်ကူးပေါ်ဖို့ဆိုတာကအလွန်ခဲရနေပေါ့အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောတဲ့ပိဋကတ်တော်တွေကတုတ်တန်တွေရောင်များစွာရှိတဲ့ထင်တယ်တွေ့ရှိချက်တစ်ခုပြောရမယ်ဆိုရင်ရှင်သာရိပုတ္တရာကပညာပု္ပ္ပာဆိုတဲ့တုတ်တန်လေးတစ်ခုရှင်သာရိပုတ္တရာကဟောထားတဲ့စကားလေးတစ်ခုမှတ်သားကြရှင်သာရိပုတ္တရာကယဟန်တော်တွေကိုဟောတာဘယ်သူပဲဖြစ်ဖြစ်တဲ့မေးခွန်းမေးပြီဆိုလို့ရှိရင်အဲ့ဒီမေးခွန်းမေးသူဟာဟောဒီအကြောင်း၅မျိုးတည်းကတစ်ခုခုနဲ့မေးရပဲဖြစ်ရမယ်လို့မေးသူရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့သို့မဟုတ်မေးသူရဲ့အဆင့်တန်းနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာကခြုံငုံသုံးသပ်ပြီးတော့ပြတာဘယ်သူပဲဖြစ်ဖြစ်တဲ့မေးခွန်းမေးလို့ရှိရင်ဒီ၅မျိုးတည်းကတစ်မျိုးမျိုးပဲဖြစ်မယ်တဲ့နံပါတ်1ကဘာလို့မေးခွန်းမေးတယ်လဲဆိုတာနဲ့ပတ်သက်ပြီးပညာဉာဏ်နှုတ်နဲလို့တွေးဝေလို့မသိလို့မေးတာတချို့ပုဂ္ဂိုလ်ကမသိလို့မေးတာဟာပုဂ္ဂိုလ်တူတဲ့စာပေလို့စာတဲ့အတိုင်းပြောရင်တော့မန္တတာမောမုဟတ္တာပညာပုစ္ဆတိမန္တဆိုတာထုံတယ်ထိုင်းတယ်မောမုဟတွေးဝေတယ်ဘာမှမသိဘူးမသိလို့မေးတာမျိုးပေါ့အဲ့ဒါလို့မသိလို့မေးတဲ့မေးခွန်းမျိုးသူဘာမှမသိလို့မေးတာလည်းပဲမသိလို့မေးတာမသိခြင်းဟာလည်းအကြောင်းတစ်ခုပဲတဲ့မသိရင်လည်းမေးတတ်တယ်ပေါ့ဟောနောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်ပါပိသောအိဋ္ဌာပါကတောပညာပုစ္ဆတိတချို့တော့မမှန်ကန်တဲ့လူလားချက်ဆိုတော့သူကြွားခြင်းလို့ဖြစ်စေဝါခြင်းလို့ဖြစ်စေပေါ့အဲ့ဒီမမှန်ကန်တဲ့အောက်တန်းကြတဲ့မိမိရဲ့စိတ်ဆန္ဒပေါ်မှာအမိပြုပြီးတော့ဥစ္စာမေးတာလည်းရှိတယ်ပေါ့နောက်တတိယအနေနဲ့ကတော့ပရိဘဝံပညာပုစ္ဆတိတချို့ကတော့တစ်ဖက်သားကိုနှိမ့်ဆက်လို့ပရိဘဝဆိုနှိမ့်ဆက်တစ်ဖက်သားကိုနှိမ့်ဆက်လို့တယ်နှိမ့်ကွက်လို့တယ်အဲ့ဒါကြောင့်မို့လို့သူမိကုန်းကိုမဖြေနိုင်လို့ရှိရင်တရောမယ်ပြောင်းတော့မယ်နှိမ့်ဆက်မယ်ဆိုတဲ့ပုံစံနဲ့အဲ့ဒီရွယ်ချက်နဲ့မေးတာလည်းရှိတယ်အဲ့ဒီချက်တွေကတော့ကောင်းတဲ့အချက်တွေမဟုတ်ဘူးပေါ့နောက်တစ်ခုမေးတာကတော့အညာတုကာမောပညာပုစ္ဆတိတကယ့်ကိုသိချင်လို့မေးတာမသိတာတွေကိုသိချင်လို့မရှင်းတာတွေကိုရှင်းချင်လို့အဲ့ဒါလိုမေးတာမျိုးလည်းရှိတယ်နောက်ဆုံးကတော့မေးမြန်းတဲ့ပုဂ္ဂိုလ်ဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးသူ့စိတ်ထဲမှာဘယ်လိုထားလို့ဆိုရင်မိကုန်းတစ်ခုကိုမေးလိုက်တယ်ဖြေနိုင်လို့ရှိရင်ဝမ်းသာမယ်မဖြေနိုင်ဘူးဆိုရင်သူကဖြေပေးမယ်ဆိုရင်ကောင်းမြတ်တဲ့ရည်ရွယ်ချက်နဲ့အသိဉာဏ်တိုးတက်စေရန်ဆိုတဲ့တစ်ဖက်သားပညာရည်တိုးတက်စေဖို့ရည်ရွယ်ချက်နဲ့မေးတာမျိုးအဲ့လိုဒီနောက်ဆုံးကတော့အကောင်းဆုံးပဲရှင်သာရိပုတ္တရာမထေရမြတ်ကသူဟာသူများကိုမေးခွန်းမေးပြီဆိုလို့ရှိရင်တဲ့ဖြေနိုင်ရင်သာဓုခေါ်မယ်မဖြေနိုင်ဘူးဆိုလည်းပဲဖြေပေးမယ်ဆိုတဲ့ရွေးချက်နဲ့မေးပါတယ်တဲ့မသိလို့မေးတာဆိုတာမပါဘူးเนาะမသိလို့မေးတာမဟုတ်ဘူးအဲဒါကြောင့်လို့မေးတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပဲအမေးကျွဲကြောင်းသားကြီးတယ်တော့မဟုတ်တော့ဘူးเนาะအစင်တန်းမြင့်တဲ့ပုဂ္ဂိုလ်ကမေးလို့ရှိရင်အစင်တန်းမြင့်တဲ့မေးခွန်းဖြစ်မှာပေါ့
အောက်တန်းကြတဲ့ပုဂ္ဂိုလ်ကမေးရင်အောက်တန်းမေးခွန်းပဲဖြစ်မှာပေါ့ဒါကြောင့်မို့ဓမ္မမေးခွန်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့အမျိုးမျိုးရှိကြတယ်မျိုးမျိုးရှိတယ်ဒါလည်းမှတ်သားစရာတစ်ခုပဲပေါ့နောက်တစ်ခါဒါကပါဠိတော်မှာလာတဲ့ပရိပု္ပ္ပာပညာပရိပု္ပ္ပာဆိုတဲ့ပညာပု္ပ္ပာဆိုတဲ့သုတ်တံမှာလာတဲ့စကားတစ်ခုရှင်သာရိပုတ္တရာဟောတဲ့မေးသူတိုင်းဟာဒီအချက်၅မျိုးနဲ့ပတ်သက်ပြီးတော့မေးကြတယ်ဒီအချက်၅မျိုးပေါ်မှာအခြေခံရတယ်လို့မေးသူတွေရဲ့အရေးချင်းကိုရှင်သာရိပုတ္တရာမထေရထုတ်ပေါ်ပြီးတော့ပြနောက်တစ်ခုကတော့မေးခွန်းမေးသူရဲ့ဒီအချက်တွေနဲ့ပဲပတ်သက်လို့ပဲသုလနိရိတမဟာနိရိတလို့ခေါ်တဲ့ပါဠိတော်တွေမှာလည်းလာတယ်အထက်ကရာတွေမှာလည်းပဲဒီစကားကိုထပ်ပြီးတော့ရှင်းပြထားတာရှိတယ်မေးဖို့မေးပြီးရွယ်ချက်နဲ့ပတ်သက်ပြီးတော့အမေးပု္ပ္ပာ၅မျိုးဆိုပြီးတော့ထုတ်ထားတာရှိတယ်အဲ့ဒီ၅မျိုးကနံပါတ်1ကဘာလို့ဆိုရင်အဋိဋ္ဌဇောတနာအဋိဋ္ဌဆိုတာကိုဉာဏ်ထဲမှာမမြင်တဲ့အချက်ကိုမသိတဲ့အချက်ဇောတနာဆိုတာပေါ်ပြတာကိုမသိတာကိုသိချင်လို့နော်အဋိဋ္ဌဇောတနာကိုမသိကြောင်းကိုထင်ရှားပြပြီးတော့သိချင်လို့မေးတဲ့မေးခွန်းမျိုးကအဋိဋ္ဌဇောတနာလို့ခေါ်တယ်ခုနကရှင်သာရိပုတ္တရာဟောတဲ့အညာတုကာမောပညာပု္ပ္ပတိသိချင်လို့မေးတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သွားတူတယ်ပေါ့နော်နောက်တစ်ခုကတော့ဒိဋ္ဌတန်တန္တနာတဲ့ဒီကိုသိပြီးသားအချက်နဲ့သူများရဲ့ဖြစ်ဆိုချက်ဒီနှစ်ခုကိုတိုက်ဆိုင်ခြင်းလို့စူးစမ်းခြင်းလို့မေးတဲ့အမေးမျိုးကြတော့ဒိဋ္ဌတန်တန္တနာလို့ခေါ်တယ်ဒိဋ္ဌဆိုတာကိုအသိဉာဏ်နဲ့မြင်ထားတယ်သိထားတယ်ကိုမြင်ထားတဲ့အချက်သိထားတဲ့အချက်ကိုအခြားပုဂ္ဂိုလ်တွေရဲ့အသိအမြင်နဲ့နှီးနှောတိုက်ဆိုင်ကြည့်ချင်တာအဲ့ဒီရွယ်ချက်နဲ့မေးတာကိုဒိဋ္ဌတန်တန္တနာပု္ပ္ပာလို့ဒီလိုခေါ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ခုမှအကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့မဆုံးဖြတ်နိုင်ဘူးဟုတ်သလားမဟုတ်ဘူးလားမှန်သလားမမှန်ဘူးလားဆိုမဆုံးဖြတ်နိုင်ကိုယ်အသိဉာဏ်နဲ့မှမရှင်းဘူးတန်တရားဖြစ်တယ်အဲ့ဒီတန်တရားဖြစ်နေတာတွေကိုရပ်တန့်သွားစေခြင်းလို့မေးတဲ့မေးခွန်းကြတော့ဝိမတိတ်စေတနာတဲ့တန်တရားဖြစ်နေတာတွေကိုရှင်းသွားအောင်မေးတဲ့မေးခွန်းမျိုးတဲ့ဒါလည်းမသိလို့မေးတဲ့မေးခွန်းနဲ့မပါဘူးသိခြင်းလို့မေးတဲ့မေးခွန်းနဲ့ပါနောက်တစ်ခုကတော့ဘာလို့ဆိုအနုပတိပု္ပ္ပာအနုပတိဆိုတာဖြစ်ဆိုမဲ့ပုဂ္ဂိုလ်ရဲ့ထင်မြင်ချက်ကိုမေးတဲ့မေးခွန်းမျိုးဖြစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဉာဏ်ဉာဏ်သေးစမ်းသပ်တဲ့အနေနဲ့မေးတာပေါ့ဉာဏ်ဉာဏ်သေးစမ်းသပ်တဲ့ပုဂ္ဂိုလ်နဲ့ဒီပုဂ္ဂိုလ်ဟာအသိဉာဏ်ထက်မြက်မှုရှိသလားသို့မဟုတ်မှန်မှန်ကန်ကန်မြင်ရလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ထိုပုဂ္ဂိုလ်ရဲ့အလိုဆန္ဒထိုပုဂ္ဂိုလ်ရဲ့ထင်မြင်ချက်ကိုသိအောင်မေးတာကြတော့အနုပတိပု္ပ္ပာလို့ခေါ်တယ်ဟောနောက်ဆုံးတစ်ခုကြတော့ကထေတုကမြတ္တာပု္ပ္ပာတဲ့မေးတယ်ဆိုပေမဲ့လို့သူများစီကအဖြေကိုစောင့်မှာမဟုတ်ဘူးကိုယ်တိုင်ဖြေဖို့မေးတာကထေတုကမြတ္တာကိုယ်တိုင်ဖြေဆိုခြင်းလို့မေးတဲ့မေးခွန်းလည်းရှိသေးတယ်မြန်မာစကားမှာလည်းရှိတာပေါ့နော်တတ္တဝါဆိုတာဘာလဲဆိုရင်ဆိုပြီးတော့မေးတာမျိုးကိုဖြေမလို့မေးတဲ့မေးခွန်းမျိုးပေါ့အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်တွေမှာမေးခွန်းမေးတဲ့အခါမှာတဲ့မြတ်စွာဘုရားအနေနဲ့ကအနုပတိပု္ပ္ပာဖြေဆိုမဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကိုစမ်းသပ်ဖို့သို့မဟုတ်သူ့ရဲ့ထင်မြင်ချက်ကိုသိဖို့မေးတာဖြစ်သောကြောင့်
Anumati Posa ne Kokoro Shinin Chisujin look made a Katedu Kavada Posa, Dinamioda Shi. Yes, of Yakuranga, Megon Tobi, so Dinakuna Patate. Oh, another Majili, the Zawagi Ngau, yes of Yam made a Ruban Nesanwa, Anesanwa. Yoga Nesala, Anisala, Lusa, Turutimi Jaco, yes of Yam made. Duro Chijade, Anisava Vea, look to look she. Any Moigom you are a Lumity Posa look on. Oh, continue to be at a Posa Regado. Kudu Soda Bale, so be Kudu Junction Jade, Agudu Soda Bale, so be Agudu Junction Jade. Continue to be at a Posa. Elo Megon in a Padaviro, you know, Namu Quater. Namu Quater, Yatana Chi. Not a cup, she's a woman, send a Padaviro, and Megoni, Quachara, she did. The two Megoniga, the teacher she am a Megom user, she did it. Erado, Ekanda, Piacarania, no call. Ekanda Piacarania, sir. The teacher she swam. Quachabi of Josiam Low. Yes, no question, no harm. Yes, so yes, or no, so no. Hold it, say, hold it, more who's a more here. Didi Baba Piame, Megom you. Elo Hamio solo rebo. So as a Yoha Anisa Lalu to me, a hold it Anisa rebo, no? Delubio. Era Ekanda Jagarania. Quecha Josia Mulu, the what she saw a mess not a coup. The Megom you are. Not a Kajaro. We miss up Jagarania. The two Megon Jaro. Quebiro Mapiam and Megom you. Quecha Sapia Biro, Piam and Megom you. The teacher Piam and Mohu. Anisa, Yola, Medicine. Anisa Sura, Yoji Magahu, we are nothing and think Hanarule, Anisa, we are Anisa. On the Megom you, Quecha Sapia Biro, Piam and Megom you. Again, Anisa, Yola, hold the Lucy Lalusi. We are not in Yaro, think Hararo when you know Jandoma, no? That's all look. We beat up Jagarania, Quacha Sapia Biro, Piam and Megom Yuri, Damuria. Now Megom you are. But people sa Jagarania. Melalu, Piambiro, maybe Mapia and Megom Yuri. The Kadia Megoma made her a machine. Machine she made Dago Solora Lalu, Piambiro, Megon Towa, Madu. A little Megon Tobiro, Dusiga, Chiyama, Piambiro, Chipia and Megom you, but people sa Jagarania. Not a good arrow. Tapania Jagarania. The two Megonga, Machive Tayam and Megon. Eddie Machive Tayam and Megon Sura. Buranyasa Jansama. Pitka Domoma. Megon said yes. For you to Jagadane, Abjagada, so tell me, hot hand. Chisia Malure, Megon, Chila, Maga Yadam. Machive Tayam and Megon. I don't know Machiam and Megon at Salusi and Bo. I don't Megon and Chiam, I'm a hopeful. Machia and Megon City. So was it Mema Gashi La Hodua, Mashiu Dadua, Egada Jagarania, Machine Mishiushi the Shibo, no? Every machine Gaha, Japan Lola, Germany Lola, Lumei, and Wapilolochi. Piolomia, no? I don't know how you Tapania Jagarania. Machine never the Biro. Made a Megom Yuri. Ereham Yuri, Chilumia and Megom Yumu, Machive Tire. Eddie Machive Tara over the Chua. Yes, of Yahu, Maluja Buddha Rulu. Yaham Yuriga.
ရားမဖြေသူတို့ကမကျေနပ်ဘူးဖြေပေးရမယ်မသိရင်မသိဘူးလို့ရှင်းရှင်းပြောဝိလက်ကြောင့်မှမလုပ်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဘုရားကိုဆွဆွဲဖြေလို့မရတဲ့မေခွန်မျိုးမြတ်စွာဘုရားမဖြေဘူးပေါ့ဒီနေရာမှာဓမ္မမေခွန်နဲ့ပတ်သက်ပြီးတော့အခုလိုမှတ်သားစရာတွေရှိကြတယ်ဒီကနေ့အဲ့ဒီဓမ္မမေခွန်နဲ့ပတ်သက်ပြီးတော့တန်ယုတ်တနိကေမှာပုံနမတုတ်ဆိုတာအဲ့ဒီတုတ်လေးကစပြီးတော့ဟောပုံနမဆိုတာပုံနမဆိုတာလာပြည့်နေလို့အဓိပ္ပာယ်ရတယ်တခြားဘာသာတွေနဲ့တော့ပူရဏိမာလို့ဒီလိုသုံးတယ်ပုံနမဆိုတာပုံနဆိုတာပြည့်တဲ့မာဆိုတာလပုံနမာလာပြည့်နေလို့တော့ရဲ့နာမည်ကိုလာပြည့်လို့နာမည်ပေးထားတယ်နော်အဲ့ဒီသုတ္တမှာမေခွန်းလေးတွေဖြစ်လာတော့မြတ်စွာဘုရားကဖြေဆိုပေးတဲ့မေခွန်းမျိုးဒါပိဋကတ်တော်မှာလာတဲ့အတိုင်းအဲ့ဒီသုတ္တမှာဒီမေခွန်းနဲ့အဖြေဓမ္မမေခွန်းနဲ့အဖြေတွေဟာဘယ်မှာဖြစ်ပေါ်လာသလဲဆိုတာမှတ်တမ်းတင်ထားတာရှင်အာနန္ဒာကပြန်ပြီးတော့ပြောပြတာတော့တခါတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဲ့သာဝတိပြည်သာဝတိမြို့ရဲ့အရှိဘက်မှာဝိသခာကျောင်းမှာကြီးဆောင်းထားတဲ့ပုပ္ဖာရာမဆိုတဲ့အယံထဲမှာမိဂရမာတုပါတာရဆိုတဲ့မိဂရမာတုပါတာရဆိုတဲ့ပြတ်သက်ကျောင်းတော်ကြီးမှာသတင်းသုံးနေတဲ့အချိန်မှာတဲ့ဒီတခုသောလာပြီနေ့မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ထိုကျောင်းတဲ့အတွင်းမှာရှိတဲ့လွင်ပြင်မှာယဟန်တန်ကမြောင်များစွာနဲ့ခြံရံပြီးတော့ထိုင်နေတယ်တန်ခါပိဋကတ်ကြီးနဲ့မြတ်စွာဘုရားအပြင်မဲ့ထွက်ပြီးတော့ထိုင်နေတယ်ဆိုတော့ဒါသိအေးတဲ့ຢာစီတော့လည်းမဟုတ်နိုင်ဘူးပေါ့နော်နည်းနည်းပါးပါးပူတဲ့ຢာစီတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့အဲ့ဒါကြောင့်မို့လို့လွင်ပြင်မှာမြတ်စွာဘုရားထိုင်နေတော့ယဟန်ပရိသတ်တွေကခြံရံပြီးတော့နေကြတယ်ရှိတော့မြတ်စွာဘုရားကအဆောက်အဦထဲမှာထိုင်ပြီးဓမ္မယုံတို့မန္တတို့ထိုင်ပြီးဆိုရင်ရှေးကပုံစံကမန္တလမာလလို့ဆိုရင်အဆောက်အဦတွေကခက်ဝိုင်းဝိုင်းဆောက်ထားတဲ့သဘောရှိတယ်အလယ်မှာတိုင်တစ်ခုထားပြီးတော့ဆောက်မြတ်စွာဘုရားကထိုင်ပြီးဆိုလို့ရှိရင်အရှိဘက်ကိုမျက်နှာလှည့်ပြီးတော့အလယ်ပေါ်မှာရှိတဲ့တိုင်ကိုကြောပေးပြီးတော့ထိုင်လေးရှိတယ်ဒါတော်တော်များများအဆောက်အဦတွေမှာအဲ့လိုထိုင်တယ်ဘုရားကအရှိဘက်မျက်နှာလှည့်ပြီးတော့အလယ်ပေါ်မှာထိုင်တယ်ယဟန်တန်ဃာတွေကမြတ်စွာဘုရားရဲ့နောက်ကနေခြံရံပြီးတော့ထိုင်ရတယ်လူအကြောင်းပရိသတ်တွေလာလို့ရှိရင်မြတ်စွာဘုရားရဲ့ရှေ့တဲ့ကထိုင်ရတယ်ပေါ့ယဟန်တွေကနောက်ဘက်နံရံကိုကြောပေးပြီးတော့မြတ်စွာဘုရားရဲ့နောက်ကနေအရှိဘက်မျက်နှာမူထိုင်ရတယ်တရားဓမ္မပရိသတ်တွေကအရှိဘက်ကိုကြောပေးပြီးမြတ်စွာဘုရားပဲမျက်နှာမူပြီးတော့ထိုင်နေဆိုတော့ဘုရားကအလယ်ကောင်ကယဟန်တန်ဃာတွေကနောက်ကတရားဓမ္မတွေကအရှိမျက်နှာကဆိုဝိုင်းပြီးတော့ထိုင်နေဆိုအဓိပ္ပာယ်ရတယ်ပေါ့နော်အဲဒီနေ့မှလည်းလွင်ပြင်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်အဲကျောင်းနဲ့လွင်ပြင်မှာယဟန်တန်ဃာတွေခြံရံပြီးတော့ထိုင်နေတယ်အဲ့တော့မြတ်စွာဘုရားရဲ့တတိပိဋကတ်ဆိုတာအလွန်ငြိမ်သက်ကြတယ်သူအလွန်ငြိမ်သက်တယ်စကားကိုထုတ်ဖော်ပြီးတော့ပြောခဲ့တယ်ပေါ့အလုံးဟာငြိမ်ပြီးတော့နေတာအဲ့ဒါလိုပရိသတ်တွေခြံရံပြီးတော့ယဟန်တန်ဃာတွေနဲ့ထိုင်နေတဲ့အချိန်မှာမိဂုဏီမေးလေးရှိတဲ့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာအဲ့ဒီတော့ကယဟန်တော်တစ်ပါးစာထဲမှာတော့တာမန်ယဟန်တော်တစ်ပါးလို့ဒီလိုပါပြီမဲ့လို့အထက်ကရာတော့မှတ်ချက်ကလေးရေးထားတယ်ဒီကိုယ်တော်က
သာမန်ယဟန်တော်တော်တော့မဟုတ်ဘူးပရိသတ်တွေရဲ့ယဟန်တန်ဃာတွေထဲမှာသူကအကြီးအကဲခေါင်းဆောင်ကိုတော့တပါးပဲသူပရိသတ်တွေနဲ့သူလာသူတပည့်ပရိသတ်တွေနဲ့သူမြတ်စွာဘုရားကိုစိတ်ကပ်ရင်မိဂုံးမေးတာဒီမိဂုံးမေးခြင်းရဲ့ရည်ရွယ်ချက်ကသူ့ရဲ့တပည့်ပရိသတ်တွေကိုလည်းပဲမြတ်စွာဘုရားကရှင်းဟောရင်တရားနာရအောင်ဆိုတဲ့ရည်ရွယ်ချက်လည်းသူပါတယ်ပေါ့ဒါကြောင့်မို့လို့တန်ခါပရိသတ်တွေကနေပြီးတော့ထေကြီးဝါကြီးယဟန်တော်တော်ကမြတ်စွာဘုရားကိုမေးတော့မယ်ဆိုလို့ရှိရင်သူတို့ကယဟန်တော်တွေဟာလက်ဝဲတစ်ဖက်ပခုံးထဲမှာလက်ကြော်လေးတင်ပြီးထိုးပြီးတော့ဒါယူသေးတဲ့အမူအရာကိုပြယူသေးတဲ့အမူအရာမျိုးလက်ဝဲပခုံးပေါ်မှာတင်ပြီးတော့လက်ကြော်ထိုးအဲ့လိုလက်ကြော်ထိုးနေရာကထမြတ်စွာဘုရားကိုရှိခိုးပြီးတဲ့အခါမှာအမတန်ယဉ်ကျေးတဲ့ပရိသတ်ဒီတိုင်းကောက်ခါငင်းကမိကုန်းနေမမေးရဘူးသူလူရဲ့ချင်းဝကရှိတယ်ခွင့်တောင်းတယ်ဆိုတာအဲ့တုန်းလည်းရှိတယ်နော်ဩကာသဆိုတဲ့အဓိပ္ပာယ်ကတချို့ခွင့်တောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းယူတယ်ပါဠိအပြည့်စုံကတော့ဩကာသံကရောထခွင့်ပြုတော်မူပါဆိုအဲ့ဒီယဟန်တော်ကလည်းပဲပိဋကလည်းမှာမြတ်စွာဘုရားကိုအယုသိပေးပြီးတော့မြတ်စွာဘုရားကိုခွင့်တောင်းတယ်အရှင်ဘုရားတဲ့အရှင်ဘုရားခွင့်ပြုမယ်ဖြေဖို့ရာအတွက်အရှင်ဘုရားကခွင့်ပြုမယ်ဆိုရင်ဓမ္မနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတပည့်တော်တစုံတရာမေးမြန်းလျောက်ထားခြင်းပါတယ်တဲ့အရှင်ဘုရားခွင့်ပြုမယ်ဆိုမေးပြရစီပေါ့ဒါအလွန်ယဉ်ကျေးတဲ့စကားနဲ့လျှောက်တာနော်အလွန်ယဉ်ကျေးလျှောက်တာရှင်ဘုရားခွင့်ပြုမယ်ဆိုရင်တပည့်တော်မေးပြရစီပါလို့ဆိုတော့မြတ်စွာဘုရားကဗာမေးရှိတော့ဆိုအဲ့ဒီကိုယ်တော်ကမထေကြီးဆိုတော့သူကမတ်တက်ရက်ပြီးတော့မြတ်စွာဘုရားကိုအယုသိပေးပြီးမေးလို့သူကမတ်တက်ရက်လို့ရှိရင်သူ့တပည့်တွေကလည်းထိုင်းနေလို့အဆင်မပြေဘူးဆရာကမတ်တက်ရရင်သူတို့လည်းမတ်တက်ရကြရအောင်ဘာလို့အလေးပေးတဲ့အတိတ်ပဲပေါ့နော်ခုခေတ်လည်းလူကြီးတွေလာရင်မတ်တက်ရပေးကြတယ်ဆိုတာမျိုးရှိတာပေါ့နော်အဲ့ဒါလို့ဆရာလုပ်တဲ့ပုဂ္ဂိုလ်ကမတ်တက်ရပြီးမေးခွန်းတွေမေးနေမယ်ဆိုရင်တပည့်လုပ်တဲ့ပုဂ္ဂိုလ်တွေကထိုင်းလို့မတော်လို့မြတ်စွာဘုရားအဲ့ဒါတွေကိုမြင်ပြီးတော့အဆင်ပြေအောင်လို့ဆိုပြီးတော့အဲ့ဒီယဟန်ကိုမေးကိုနေရာမှာကိုထိုင်ပြီးတော့မှသိကျင်တဲ့မိကုန်းတွေမေးပါလို့မြတ်စွာဘုရားခွင့်ပေးလိုက်တယ်အဲ့ဒီမှာမြတ်စွာဘုရားခွင့်ပေးလိုက်တဲ့စကားထဲမှာပု္ပ္ပယထာကင်္ခတိဆိုတဲ့စကားနဲ့မြတ်စွာဘုရားခွင့်ပေးတယ်ပု္ပ္ပယထာကင်္ခတိဆိုတာသိကျင်တာမေးနိုင်ပါတယ်လို့ပြောတာသိကျင်တာမေးနိုင်တယ်မေးကျင်တာမေးဆိုတဲ့အဓိပ္ပာယ်မျိုးခွင့်ပြုတယ်ဒီစကားမျိုးကိုပြောနိုင်တာဘုရားပဲရှိတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှအဲ့လိုခွင့်မပြုဘူးတဲ့နော်ခုခေတ်တော့တာမန်ပဲပြောလိုက်ကြတာပေါ့ရှင်းတော့ကတော့စီကံလေးပု္ပ္ပယထာကင်္ခတိပု္ပ္ပယထာကင်္ခတိဆိုတာယံအာကင်္ခတိမင်းသိချင်တာကိုပု္ပ္ပမေးပါဘာပဲမေးမေးသိချင်တာမေးလို့ပြောတာဟာchallenge လုပ်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီလိုလုံနိုင်တာဘုရားတဆူပဲရှိတယ်ရှင်သာရိပုတ္တရာမထေရကြီးအရှင်ဘုရားတပည့်တော်မေးခွန်းမေးပြရစီပါခွင့်ပြုရင်မေးချင်ပါတယ်လို့သွားပြီးတော့တောင်းပန်မယ်ဆိုရင်ရှင်သာရိပုတ္တရာအဲ့ဒီလိုမပြောဘူးပု္ပ္ပသုတ်တော်ဝါဇာနေတံမှာမေးပါရှင်ဘုရားမေးတဲ့မေးခွန်းကြားရတဲ့အခါမှာဖြေနိုင်မယ်မဖြေနိုင်ဘူးသိရပါလိမ့်မယ်ဒီလိုပဲပြောတယ်ဒါစာပေကျမ်းဂန်မှာဒီနှစ်ချက်ကမတူတာသဗ္ဗညုဘုရားရှင်နေတာလေတစ်ဖက်သားကနေပြီးတော့ခွင့်တောင်းလာတဲ့အခါမှာခွင့်ပေးတယ်ဆိုတာချင်းချင်းပဲခွင့်ပေးလိုက်တာ
တိချင်တာမေးဆိုတိချင်တာဆိုတာတွေကအများကြီးလေတိချင်တာတွေမေးပါလို့ဆိုဒါတပ္ပိညုပဝရဏလို့ခေါ်တယ်ပဝရဏဆိုတာဖိတ်ကြားတာပေါ့မေးတိချင်တာမေးနိုင်ပါတယ်မေးပါလို့ဆိုတာခွင့်ပေးလိုက်တပ္ပိညုမြတ်စွာဘုရားများသာဒီလိုချင်းကျက်မဲ့ခွင့်ပေးနိုင်တယ်ဟောရှင်သာရိပုတ္တရာလိုပညာကြီးတဲ့ပုဂ္ဂိုလ်တောင်မှပဲပု္ပ္ပမေးပါတုတ်တော်ဝါစာနိတ္တမအဲ့ဒီမေခွန်းစကားကြားပြီးတဲ့အခါမှာအဖြေကိုသိရပါလိမ့်မယ်လို့ဒီစကားမျိုးနဲ့ပဲတုံ့ပြန်လေးရှိကြတယ်ပြန်ကြားလေးရှိကြတယ်အခုဒီတုတ်တော်မှာမြတ်စွာဘုရားကကိုနေရာမှာကိုထိုင်ပြီးတော့မေခွန်းမေးပါကိုနေရာကိုထိုင်လို့ဆိုတော့အဲ့မှာကိုနေရာကိုထိုင်ရင်မေးပါလို့ဆိုတော့ကြံတဲ့ယဟန်နေရထိုင်ရသက်သာအောင်လို့မြတ်စွာဘုရားကိုနေရာကိုထိုင်ပြီးတော့မေးပါလို့ခွင့်ပြုလိုက်တယ်အကယ်၍မတ်တရမေးနေလို့ရှိရင်သူတပည့်တွေကပါအကုန်မတ်တရပြီးနားထောင်အောင်မဲ့အခါမျိုးဖြစ်လာတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုနေရာကိုထိုင်ပြီးသိချင်တာမေးပါလို့မြတ်စွာဘုရားခွင့်ပေးလိုက်တဲ့အခါမှာအဲ့ဒီယဟန်တော်ကမြတ်စွာဘုရားကိုမေးခွန်းနေဓမ္မမေးခွန်းနေနဲ့ပတ်သက်ပြီးတော့မေးတယ်ဒီတုတ်တယ်အဲ့တော့သူမေးတဲ့မေးခွန်းတွေကနံပါတ်1ကဘာလို့ဆိုလို့ရှိရင်အရှင်ဘုရားတဲ့ဥပါဒာနဲ့ခန္ဓာ၅ပါးဆိုတာတဲ့ရူပခန္ဓာဝေဒနာခန္ဓာရူပပါဒာနဲ့ခန္ဓာဝေဒနုပါဒာနဲ့ခန္ဓာသင်္ညုပါဒာနဲ့ခန္ဓာသင်္ခါရုပခန္ဓာသင်္ခါရုပါဒာနဲ့ခန္ဓာဝိညာဏုပါဒာနဲ့ခန္ဓာနော်ဥပါဒာနဲ့ခန္ဓာ၅ပါးဆိုတာအဲ့ဒီ၅ပါးမှန်ပါသလားတဲ့ဒါသူကမေကုန်းကိုတည်လိုက်တဲ့သဘောပေါ့နော်ရှင်ဗျာတဲ့ဥပါဒာနဲ့ခန္ဓာ၅ပါးဆိုတာအခုပြောတဲ့ခန္ဓာ၅ပါးဟုတ်ပါသလားလို့ဆိုတော့မြတ်စွာဘုရားဟုတ်တယ်ဒါဧကန္တပြာကရဏီတတိချဖြစ်ဆိုဟုတ်တယ်မဟုတ်ဘူးပဲအဲ့တော့မြတ်စွာဘုရားကမှန်တယ်ဥပါဒာနဲ့ခန္ဓာ၅ပါးဆိုတာဒီ၅ပါးပဲပြောတာတခြားမရှိဘူးတဲ့ရုပ်ဆိုတဲ့ဥပါဒာနဲ့ခန္ဓာဝေဒနာဆိုတဲ့ဥပါဒာနဲ့ခန္ဓာသင်ညာဆိုတဲ့ဥပါဒာနဲ့ခန္ဓာသင်္ခါရဥပါဒာနဲ့ခန္ဓာဝိညာဏဥပါဒာနဲ့ခန္ဓာဒီ၅ပါးပဲဒီနေရာမှာခန္ဓာနဲ့ဥပါဒာနဲ့ခန္ဓာဘာတူတာတော့ခန္ဓာဆိုတာတာမန်စုထားတဲ့အစုကိုပြောတာဥပါဒာနဲ့ခန္ဓာကျတော့တဏှာဒိဋ္ဌိတို့ဖြင့်ဆွဲလန်းเสียဖြစ်တဲ့ခန္ဓာကိုဒီလိုဆိုလို့ရတယ်နော်တဏှာဆိုတာဒီငါဟာလို့တွေ့တရတဲ့တဏှာမျိုးဒိဋ္ဌိဆိုတာငါရဲ့အတ္တဆိုတဲ့အမှားရင်းနဲ့အမြင်အဲ့ဒီတဏှာနဲ့ဒိဋ္ဌိဆိုတဲ့အစွဲလန်းနဲ့စွဲလန်းအပ်တဲ့ခန္ဓာကိုဥပါဒณะခန္ဓာလို့အဲ့တော့ဥပါဒณะခန္ဓာလို့ပြောလိုက်လို့ရှိရင်တဏှာဒိဋ္ဌိတွေကအာယုပြုလို့ရတဲ့ဆွဲလန်းလို့ရတဲ့ခန္ဓာဆိုတာလောကီခန္ဓာပဲရှိတယ်လောကုတ္တရာခန္ဓာကျလောကုတ္တရာခန္ဓာဆိုတာလောကုတ္တရာတရားကိုပြောတာနော်ဘယ်တော့မှမသိဘူးဘယ်တော့မှမရဘူးတဲ့တရားကိုဘယ်လိုလုပ်ပြီးတော့ဆွဲလန်းမလို့ဆွဲလန်းနေမှမရှိဘူးပေါ့မတရားဖို့တရားနိဗ္ဗာန်တရားဥပါဒณะခန္ဓာမစိတ်ဖို့စိတ်တရားဥပါဒณะခန္ဓာလည်းမပါဘူးပေါ့လောကုတ္တရာစိတ်စေတသိက်တွေလောကုတ္တရာထဲမှာလည်းပဲရုပ်မှန်များကတော့ဥပါဒณะခန္ဓာကြီးပဲပေါ့ဝေဒနာကျတော့လောကီလောကုတ္တရာနှစ်ခုရှိတယ်ပညာလည်းလောကီလောကုတ္တရာနှစ်ခုရှိတယ်သင်္ခါရတို့ဝိညာဉ်တို့ကလည်းလောကီလောကုတ္တရာနှစ်ခုရှိတယ်လောကုတ္တရာခန္ဓာကျတော့ဥပါဒံရဲ့အာယုမဖြစ်ဘူးလောကီတွေကျတော့ဥပါဒံရဲ့အာယုဖြစ်တယ်ဒါကြောင့်မို့လို့ဥပါဒณะခန္ဓာတဏှာဒိဋ္ဌိတို့ရဲ့ဆွဲလန်းအပ်တဲ့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုဥပါဒณะခန္ဓာလို့ဝိပဿနာရှုဖို့ရအတွက်ဘာဖြစ်လို့လဲဆိုတော့ဝိပဿနာဆိုတာဒီအစွဲချုပ်ဖို့ရှုရတာဖြစ်တော့ကြောင့်ဆွဲလန်းတဲ့ခန္ဓာကိုပဲရှုရမယ်ငါကမှမစွဲတာကိုသွားပြီးရှုရမလို့လို့ဒီလိုဆိုလိုတာပေါ့နော်ဝိပဿနာရဲ့အာယုံကိုပြဖို့ရအတွက်ဥပါဒณะခန္ဓာ၅ပါးကိုမြတ်စွာဘုရားဟောတယ်ဒါကိုဒီယဟန်ကမေးတာအရှင်ဘုရားဥပါဒณะခန္ဓာ၅ပါးဆိုတာဒါလားလို့ဆိုတော့အေးဟုတ်တယ်ဥပါဒณะခန္ဓာ၅ပါးမေကုန်းကိုဒီလိုတည်လိုက်ပြီးတော့သူကဒုတိယအနေနဲ့မေကုန်းတစ်ခါမေးရတယ်
အရှင်ဘုရားတဲ့အဲ့ဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးရှိပြီတဲ့ဒါဖြင့်ဥပါဒံဆိုတာရဲ့ဥပါဒဏ်နဲ့ခန္ဓာဆိုတာရဲ့ဒီနှစ်ခုဟာတူတူလားသို့မဟုတ်တခြားစီလားသူမေးတယ်မေးတော့နော်ဥပါဒါနနဲ့ဥပါဒဏ်နဲ့ခန္ဓာဟာတူတူပဲလားတခြားစီလားဆိုတော့မြတ်စွာဘုရားဘယ်လိုဖြေတော့တူတူလည်းမဟုတ်တခြားစီလည်းမဟုတ်ဘူးတဲ့ခွဲတူတူလည်းမဟုတ်ဘူးတခြားစီလည်းမဟုတ်ဘူးအဲ့ဒီခန္ဓာကိုဆွဲလန်းတဲ့သန္ဓရာဂကိုသာလေသန္ဓရာဂဆိုတာတဏှာကိုပြောတာခန္ဓာကိုဆွဲလန်းတဲ့သန္ဓရာဂကိုသာဒီနေရာဥပါဒံလို့ပြောတာဒီနေရာမှာမြတ်စွာဘုရားဒိဋ္ဌိကိုထည့်မပြောနော်အဲ့ဒီသန္ဓရာဂဒီသာလေဥပါဒံခန္ဓာကအဲ့ဒီသန္ဓရာဂဟာလည်းပဲခန္ဓာထဲမှာပါနေတာမဟုတ်လားပါနေတာဖြစ်သောကြောင့်တူတူလို့ပြောလို့လည်းမရဘူးတခြားစီလို့လည်းပြောလို့မရဘူးတခြားစီလို့ပြောလို့မရတဲ့အတွက်ကြောင့်အဲ့ဒီခန္ဓာ၅ပါးထဲမှာဆွဲလန်းတတ်တဲ့တဏှာရာဂဒီသာလေဥပါဒံဒီလိုပဲမြတ်စွာဘုရားဖြေလိုက်တယ်နော်နောက်တစ်ခုကတော့မေးတယ်အရှင်ဘုရားတဲ့အဲ့ဒီဥပါဒံတွေဟာဥပါဒံနဲ့ခန္ဓာ၅ပါးဟာဘာကိုအခြေခံပြီးတော့ဖြစ်လာပါသလဲတဲ့သူမေးတယ်မေးပါဥပါဒဏ်နဲ့ခန္ဓာ၅ပါးဒီဘာကိုအခြေခံပြီးတော့ဖြစ်လာပါသလဲဆိုတော့မြတ်စွာဘုရားကသန္ဓရာဂကိုအခြေခံပြီးတော့ဖြစ်တယ်သန္ဓမူလကသန္ဓလို့ဆိုတာဒီနေရာမှာရာဂကိုပြောတာလို့ဒီလိုမှတ်တခါတည်းမြတ်စွာဘုရားကရာဂကိုသန္ဓလို့သုံးတယ်ကြည့်လေကာမိသန္ဓလို့ပါလို့ဆိုတာတဏှာရာဂကိုသန္ဓလို့ခေါ်တာဒီနေရာမှာတချို့နေရာမှာတော့သန္ဓာဓိပတိလို့နော်သန္ဒိဋ္ဌိပါဒတို့အဲ့လိုမျိုးကြတော့ဒီသန္ဓာကတဏှာကိုပြောတာမဟုတ်ဘူးသူနေရာနဲ့သူအဓိပ္ပာယ်ယူရတယ်ပေါ့အခုဒီနေရာမှာတော့မြတ်စွာဘုရားဥပါဒณะခန္ဓာဒီသန္ဓာကိုအခြေခံပြီးတော့ဖြစ်တယ်ဆိုတာရာဂကိုအခြေခံပြီးတော့ဖြစ်တယ်ဒါကဒုက္ခသမုဒယအရိယသစ္စာဟောတာနဲ့အတူတူပဲပေါ့တဏှာဒီဒုက္ခသမုဒယခန္ဓာကဒုက္ခထိုဒုက္ခရဲ့အကြောင်းတရားဟာတဏှာပဲဒါကြောင့်မို့လို့ဥပါဒณะခန္ဓာရဲ့အခြေခံအရင်းမြစ်အကြောင်းကဘာလဲလို့ဆိုတော့မြတ်စွာဘုရားတဏှာလို့ဖြေတာပဲသို့တော်ဒီနေရာမှာသန္ဓလို့ဖြေလိုက်တယ်တူတူပဲပေါ့သန္ဓမူလကလို့ဒီလိုဖြေတယ်အဲ့လိုဖြေပြီးတဲ့အခါမှာအဲ့ဒီသန္ဓရာဂဟာကွဲပြားခြားနားမှုရှိနိုင်သလားတဲ့ခန္ဓာ၅ပါးအပေါ်မှာကွဲပြားခြားနားမှုတွေရှိနိုင်သလားလို့ဒီမေခွန်းမေးသန္ဓရာဂဝိမတ္တသန္ဓရာဂတွေကွဲပြားမှုရှိနိုင်သလားဆိုမြတ်စွာဘုရားရှိနိုင်တယ်တဲ့ဘယ်လိုကွဲပြားရှိတာတော့လို့ဆိုတဲ့အခါကျတော့တတ္တဝါတွေရဲ့စိတ်အစဉ်မှာတခါတည်းကျတော့အနာဂတ်ကာလမှာငါဒီလိုယုံမျိုးလေးရှိရင်ကောင်းမှာပဲဆိုတဲ့ဆန္ဒတယောက်နဲ့တယောက်မတူညီနိုင်ဘူးပေါ့တယောက်ကအသားဖြူခြင်းနဲ့တယောက်ကအသားမဲခြင်းနဲ့ဒီလိုလဲလာအောင်မှာပေါ့နော်ဖြူရကြိုက်တဲ့လူကလည်းရှိတာမဲတာကြိုက်တဲ့လူအဖြူကလည်းအမဲအောင်ဆိုရင်ဆိုတာပဲအမဲကလည်းအဖြူအောင်ဆိုရင်ဆိုတာနော်အသားမဲတဲ့လူကစိတ်ညစ်နေမယ်လို့လည်းမအောင်မေ့နေနဲ့အမလေးသူအမဲလေးကိုသူသဘောကျဖြူတဲ့လူကလည်းမဲခြင်းတယ်တချို့ဥရောပအဖြူမတွေမဲခြင်းလို့အမဲရောင်ဝတ်ထားကြသဖြင့်အနက်သမားကလည်းပဲကျွေးရောင်တို့အဖြူရောင်တို့သဘောကျလို့ဆေးဆိုးကြတယ်လေအဲ့တော့သန္ဓရာဂဆိုတာမတူဘူးလို့ဒီလိုပြောတာနော်တချို့ကအဖြူသမားကလည်းအနက်ဖြစ်ခြင်းလို့ဆေးဆိုးတယ်အနက်သမားကလည်းတခြားအယောင်ကြိုက်လို့ဆေးဆိုးတယ်ဟောသန္ဓရာဂဝိမတ္တဒီလိုယုံမျိုးဖြစ်ရင်ကောင်းမှာပဲခံစားချက်နဲ့ပတ်သက်လာလို့ရှင်လေဒီလိုခံစားချက်မျိုးတွေရှိရင်ကောင်းမှာပဲမှတ်သားချက်နဲ့ပတ်သက်လာလို့ရှင်လေစိတ်ရဲ့ဒီလိုမှတ်သားချက်တင်ညာရှိရင်ကောင်းပါပဲသင်္ခါရနဲ့ပတ်သက်လာလို့ရှင်လေစိတ်ရဲ့အတွေးအကြံတွေဒါမျိုးရှိရင်ကောင်းပါပဲအသိစိတ်နဲ့ပတ်သက်လာလို့ရှင်လေဒီလိုအသိစိတ်မျိုးတွေရှိရင်ကောင်းပါပဲလို့တုံးနဲ့တူမတူညီတဲ့ဆန္ဒတွေရှိလို့ဆန္ဒတာကကွဲပြားခြားနားမှုဟာဖြစ်နိုင်တယ်လို့
မြတ်စွာဘုရားဒီလိုဟောဖြေပေးပါတယ်နော်နောက်သူကမေးခွန်းကိုဆက်မေးတယ်ရှင်ဘုရားခန္ဓာလို့ခေါ်တယ်အဲ့ဒီခန္ဓာလို့ခေါ်ဖို့ရအတွက်အတိုင်းအတာတစ်ခုကဘာလဲခန္ဓာဆိုတာအစုဒါကိုအင်္ဂလိပ်လိုပြန်လို့ရှိရင် aggregate လို့ပြန် aggregate ဆိုတာအစုကိုပြောတာနော် group စုထားတဲ့အစုခန္ဓာဆိုတာအစုဝေးဒါဖြင့်ခန္ဓာလို့ပြောနိုင်တော့ဘာကြောင့်ဒီဘယ်လိုအတိုင်းအတာနဲ့မှအစုလို့ပြောနိုင်တော့ဆိုတော့မြတ်စွာဘုရားအစုဆိုတာတခြားမဟုတ်ဘူးတဲ့ရုပ်ဆိုတော့ရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဒီခန္ဓာ၅ပါးရုပ်တစ်ခုတည်းပဲကြည့်အတိတ်ကရုပ်ရှိတယ်ပစ္စုပ္ပန်ရုပ်ရှိတယ်အနာဂတ်ရုပ်ရှိတယ်ဟောစုထားတဲ့သဘောပဲအတိတ်ရဲ့အနာဂတ်ရဲ့ပစ္စုပ္ပန်ရဲ့နောက်ပြီးတော့အစ္ဆဒယုတ်ဗဟိတယုတ်ကိုယ်တဏ္ဍာမှာဖြစ်တဲ့ယုတ်သူတော်ဝတဏ္ဍာမှာဖြစ်တဲ့ယုတ်နောက်တစ်ခုကဒီယုတ်ညံ့တဲ့ယုတ်ကောင်းတဲ့ယုတ်ဟိနပဏိတနောက်ဩလာရိကဒုက္ခမှာအကျဉ်းစားယုတ်တိမ်မွေးတဲ့ယုတ်နောက်ဟိနယုတ်ပဏိတယုတ်နောက်တစ်ခါယန္တုရေတန္တိကေယုတ်တို့ဒူရေယုတ်တို့ဝေးတဲ့နေရာမှာဖြစ်တဲ့ယုတ်နီးတဲ့နေရာမှာဖြစ်တဲ့ယုတ်အဝေးအနီးဆိုတာလည်းပဲသိတာလို့ရှိရင်အနီးမသိတာနဲ့အဝေးဒီလိုလေးပဲနဲ့ပြောတာနော်အဲ့လိုပေါင်းလိုက်တဲ့အခါကျတော့ तू က17မျိုးခွဲလို့ရ17မျိုးရှိအတိတ်အနာဂတ်ပစ္စုပန်အစ္ဆဒဗဟိတဩလာရိကဒုက္ခမဟိနပဏိတဒူရေတန္တိကေဆိုပြီးတော့ဟောအဲ့ဒီလို17မျိုးအမျိုးအစားတွေခွဲလို့ရတဲ့ဟာတွေခန္ဓာစုထားပြီးတော့အလုံးကိုခြုံပြီးတော့ခန္ဓာအစုလို့ဒီလိုပြောတာထို့တူပဲဝေဒနာလည်းပဲအစုသင်ညာကလည်းအစုသင်္ခါရကလည်းအစုဝိညာဏကလည်းအစုပဲအဲ့ဒီလိုပေါင်းစုထားတဲ့သဘောကိုရည်ညွှန်းပြီးတော့ဟောခန္ဓာလို့ပြောတာဒါဒီအတိုင်းအတာနဲ့ခန္ဓာလို့ပြောဖို့ရအတွက်ဟောဒီ17မျိုးနဲ့အစုလို့ပြောတာလို့မြတ်စွာဘုရားယုံ28ပါးရှိလို့ရူပခန္ဓာလို့ပြောတာမဟုတ်ဘူးဝေဒနာ3မျိုး5မျိုးရှိလို့ဝေဒနာခန္ဓာပြောတာမဟုတ်ဘူးเนาะအဲ့ဒီ17မျိုးကွဲပြားလို့17မျိုးနဲ့ခွဲခြားလို့ရလို့အဲ့ဒီ17မျိုးလုံးပါဝင်အောင်စုထားတဲ့အစုဖြစ်လို့ခန္ဓာလို့ပြောတာလို့ဒါခန္ဓာလို့ခေါ်နိုင်တဲ့အတိုင်းအတာတစ်ခုအကြောင်းမြတ်စွာဘုရားကဒီလိုခေါ်တယ်နိဗ္ဗာန်ကြတော့ခန္ဓာဆိုတဲ့အထဲမှာမပါဘူးဘာဖြစ်လို့လဲဆိုတော့နိဗ္ဗာန်ကဒီလိုအစုမရှိဘူးအတိတ်နာကပစ္စုပန်ဆိုတာမရှိဘူးအစ္ဆဒမရှိဘူးဗဟိတတစ်မျိုးလည်းပဲရှိတယ်နိဗ္ဗာန်ဟိနမရှိဘူးပဏိတတစ်ဖက်ပဲရှိတယ်နော်ဒူရေတန္တိကေဆိုတဲ့နေရာမှာဒူရေတစ်ခုပဲရှိတယ်လို့အဝေးပဲရှိတယ်လို့ဒီလိုယူဆမြတ်စွာဘုရားကနိဗ္ဗာန်ဟာအဲ့ဒါလိုနှမျိုးခွဲလို့မရလို့ခန္ဓာဆိုတဲ့ထဲမှာမထည့်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒါကြောင့်မလို့ခန္ဓာဖြစ်ဖို့ရအတိုင်းအတာကအဲ့ဒီ17မျိုးခွဲလို့ရတဲ့ဟာကိုခန္ဓာလို့ဒီလိုပြောတာတဲ့အဲ့ဒီမိဂုံးကိုမြတ်စွာဘုရားဒီအတိုင်းအတာနဲ့ဒီလိုဖြေလိုက်တယ်အဲ့တော့ယဟန်ကသဘောကျပြီးတော့သူကမိဂုံးနေဆက်ပြီးတော့မေးတယ်အရှင်ဘုရားတဲ့ရူပခန္ဓာလို့ခေါ်ဖို့ရအကြောင်းတရားဘာလဲရူပခန္ဓာကိုခေါ်ဖို့ရအတွက်အထောက်အကူဖြစ်တဲ့အကြောင်းတရားဘာလဲဘာကြောင့်ရူပခန္ဓာလို့ခေါ်နိုင်တာလဲဆိုမြတ်စွာဘုရားအဲ့ဒီမိဂုံးဖြစ်လာတော့မဟာဘုတ်၄ပါးပဲတဲ့မဟာဘုတ်၄ပါးရှိနေလို့ရူပခန္ဓာလို့ခေါ်လို့ရတာဘာလို့လဲဆိုရင်ရုပ်အလုံးဟာမဟာဘုတ်၄ပါးပေါ်မှာအခြေခံတာကိုမဟာဘုတ်၄ပါးကိုမမီပဲနဲ့ဥပါဒယုတ်တွေရှိမှမရှိနိုင်တာဟုတ်နော်အဲ့တော့ယုတ်တွေရဲ့အဓိကယုတ်လို့ခေါ်လို့ရတော့အောင်ကဟောဒီမဟာဘုတ်၄ပါးအဓိကဖြစ်တယ်ပေါ့ဒါကြောင့်မို့မဟာဘူတဆိုတာပေါ့ great appearance အကြီးကျယ်ပေါ်လွင်ထင်ရှားနေတင်တင်ရှားရှားကြီးဖြစ်နေလို့ဒီမဟာဘူတဟာရူပခန္ဓာလို့ခေါ်ဖို့ရအတွက်အဓိကအကြောင်းတစ်ခုဖြစ်တယ်လို့
ဒါဖြင့်ဗျာတဲ့ဝေဒနာတို့တင်ညာတို့သင်္ခါရတို့ဒီလိုခေါ်ဖို့ရအတွက်ကတော့ဘာကြောင့်ခေါ်ရတော့နဲ့အဲ့လိုဆိုမြတ်စွာဘုရားဖြေတယ်ဝေဒနာလို့ခေါ်ရခြင်းအကြောင်းဝေဒနာလို့ပြောဖို့ရအတွက်အဓိကအကြောင်းကဖတ်တာပဲတဲ့ဖတ်တာပြည့်စရာဝေဒနာလေဖတ်တာပြည့်စရာဝေဒနာလို့သာရှိတာဖတ်တာပြည့်စရာတင်ညာဖတ်တာပြည့်စရာသင်္ခါရလို့တော့မရှိဘူးမရှိပေမဲ့လို့စေတသိက်ချင်းတူတူပဲသူတို့ကအဲ့ဒါကြောင့်မလို့ဝေဒနာတို့တင်ညာတို့သင်္ခါရတို့ဆိုတာဖတ်တာကအာယုန်နဲ့ဆက်သွယ်ပြီးမှခံစားလို့ရတယ်မှတ်သားလို့ရတယ်စိတ်ဆော်လို့ရတယ်ဒါကြောင့်မလို့ဖတ်တာဟာဝေဒနာခန္ဓာတင်ညာခန္ဓာသင်္ခါရခန္ဓာလို့အမည်ပြညတ်ဖို့ရအတွက်အကြောင်းပဲလို့ဒီလိုခေါ်တာနော်အဲ့လိုခေါ်တယ်ဒါဖြင့်ဝိညာဉ်နဲ့ခန္ဓာလို့အမည်ပြညတ်တင်ဖို့ရအကြောင်းကဘာလို့ဗျာဆိုတော့မြတ်စွာဘုရားနာယုတ်ပဲတဲ့နာနဲ့ယုတ်နဲ့ဘာလို့လဲဆိုဝိညာဏပစ္စယနာမရူပံလို့ရှိတယ်လို့နာမရူပပစ္စယဝိညာဏလို့လည်းအပြန်အလှန်ရှိတယ်နော်ပရိစ္ဆေသမုပ္ပါမှာအဲ့လိုအပြန်အလှန်ဟောထားတာရှိတယ်ဝိညာဏပစ္စယနာမရူပံနာမရူပပစ္စယဝိညာဉ်ဝိညာဉ်ရှိလို့နာယုတ်ဖြစ်ရတယ်နာယုတ်ရှိလို့ဝိညာဉ်ကလည်းယတည်လို့ရတယ်ပေါ့အဲ့ဒါကြောင့်မလို့နာယုတ်ဝိညာဉ်လို့တတ်မှတ်ဖို့ရအတွက်ဝိညာဉ်နဲ့ခန္ဓာလို့တတ်မှတ်ဖော်ပြဖို့ရအတွက်အကြောင်းကဘာလို့ဘုရားလို့မေးနာနဲ့ယုတ်ပဲတဲ့အကယ်၍နာနဲ့ယုတ်နာဆိုတာဒီနေရာစေတသိက်တွေကိုပြောတာနော်အဲ့ဒီနာနဲ့ယုတ်မှာမရှိလို့ရှိရင်ဝိညာဉ်နဲ့ခန္ဓာလို့တတ်မှတ်ဖော်ပြစရာမရှိဘူးတဲ့ဟောအဲ့ဒီယဟန်ရဲ့မေးခွန်းတွေကိုမြတ်စွာဘုရားဒီလိုဖြေတယ်နောက်တစ်ခုမေးခွန်းကသူမေးတာပါလို့ဆိုအရှင်ဘုရားတဲ့တက္ကာယဒိဋ္ဌိတက္ကာယဒိဋ္ဌိနဲ့ပြောတယ်တဲ့တက္ကာယဒိဋ္ဌိကဘယ်လိုဖြစ်လာတော့ဒီတက္ကာယဒိဋ္ဌိကသူ့အတူဖြစ်လာတာမဟုတ်ဘူးတက္ကာယဒိဋ္ဌိဖြစ်ပုံကိုမြတ်စွာဘုရားဘယ်လိုဟောတော့လဲသူတော်ကောင်းတရားကိုမကြားဘူးမနာဘူးသူတော်ကောင်းတရားကိုမနာဘူးတဲ့ဘောဓုတ္တမရှိတဲ့ပုထုဇဉ်အရိယပုဂ္ဂိုလ်တွေကိုမမြင်ဘူးမတွေ့ဘူးအရိယပုဂ္ဂိုလ်ရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ဆုံးမသွန်သင်ထားမှုသင်ကြားပြသထားမှုမရှိတဲ့ပုဂ္ဂိုလ်တဲ့တမ္မာပုဂ္ဂိုလ်ဒီလိုသင်ကြားထားတဲ့ပုဂ္ဂိုလ်မှာသက္ကာဒိဋ္ဌိကအနုတ္တယအနေနဲ့ရှိကောင်းရှိနိုင်တော်လည်းပဲသောတာပန်မဖြစ်သေးရင်အနုတ္တယအနေနဲ့ရှိတော်လည်းပဲထားကြွနေတဲ့ပရိယုဌာဏအနေနဲ့တော့မရှိဘူးပေါ့အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကတက္ကာယဆိုတာစဉ်းစားမှဖြစ်တာเนาะဒီဒိဋ္ဌိကအိတ်နေတော့တက္ကာယဒိဋ္ဌိဖြစ်တာမဟုတ်ဘူးစဉ်းစားပြီးတော့မှတွေးခေါ်လာတဲ့အခါမှာမှားရတဲ့အမြင်တစ်ခုဖြစ်လာသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောတယ်ကလေးပေါင်းစာလေးဟာတဲ့တက္ကာယလို့ဆိုတာတော့မသိပဲနဲ့ဘယ်လိုလုပ်ပြီးတော့သူတက္ကာယဒိဋ္ဌိရှိမှာတော့တဲ့ဒီလိုခေါ်တာရှိတယ်ဒါဆိုလိုတာကဘာကိုပြောတာလဲဆိုပရိယုဌာဏအနေနဲ့မှားရတဲ့အယူဆသူ့မှာဖြစ်ပေါ်လာတာမရှိဘူးလို့ပြောတာเนาะအဲဒီမှာခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့တက္ကာယဒိဋ္ဌိဘယ်လိုဖြစ်လာတော့ဆိုတက္ကာယဒိဋ္ဌိဖြစ်ခြင်းရဲ့အကြောင်းမှာထည့်ပြီးတော့ဟောတာနံပါတ်1ကဘာလို့ဆိုအတုတဝါပုထုဇနောတရားဓမ္မနဲ့ပတ်သက်ပြီးတော့ကြာဘူးနာဝမရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တရားဓမ္မနဲ့မကြားဘူးလို့တရားဓမ္မနဲ့ဆုံးမသွန်သင်ထားခြင်းမရှိလို့အရိယာပုဂ္ဂိုလ်တွေနဲ့မတွေ့ဆုံဘူးလို့အရိယာပုဂ္ဂိုလ်တွေရဲ့တရားဓမ္မမှာဆုံးမသွန်သင်ထားတာမရှိလို့အဲ့ဒီပုဂ္ဂိုလ်ဟာတွေးပြီးရှုမြင်ပြီးဆိုလို့ရှိရင်ဘယ်လိုရှုမြင်တော့ဆိုရင်ရုပ်ကိုအတ္တလို့သူကရှုမြင်တယ်တချို့ကရုပ်ကိုပဲအတ္တဆိုတာရုပ်ပဲအတ္တဆိုတာဆိုလိုတာကဒါရှင်းရှင်းလေးပဲငါမျက်စိငါသုံးချသလိုရတယ်ငါမျက်စိငါပိုင်တယ်လို့ဒါလူတွေလည်းဒီတိုင်းပဲတွေးနေကြတာပဲကိုယ်လက်ကိုယ်ခြေကိုယ်သုံးညင်လို့သုံးလို့ရတယ်ကိုယ့်ရဲ့အလိုတိုင်းဖြစ်တယ်လို့ထင်ကြတာပဲလေအေးအကြောင်းတရားညီညွတ်နေတဲ့အချိန်ကျတော့ကိုယ်ဆန္ဒဖြစ်တဲ့အတိုင်းရနေတာပေါ့ကဲလေဖြတ်သွားပြီဆိုရင်ဘယ်နဲ့နေရတယ်အဲ့တော့ကိုယ်ပိုင်တာမဟုတ်ဘူးဆိုတာလေဖြတ်သွားရင်တော့တေချာနေပြီပေါ့ရှိတော့ရှိတယ်သုံးလို့မရလေဖြတ်နေအဲ့ဒါဘာလို့လေဖြတ်တယ်ဆိုတာအကြောင်းအကျိုးတွေပြတ်သွားတာပြောတာလေ
ဆိုင်ရာ condition တွေပြတ်သွားတာလေအဲ့ဒါကြောင့်မလို့ကိုပိုင်တယ်လို့ထင်တဲ့ဟာကိုအပိုင်မပိုင်တာဘူးဒါကြောင့်မလို့ရုပ်ကိုတချို့ကအတ္တလို့ရှုမြင်တယ်တချို့ကတော့အဲ့ဒီရုပ်ကိုအတ္တလို့မရှုမြင်ပဲလေဘယ်လိုရှုမြင်လို့ဆိုတာတို့ရုပ်ကြီးဟာအတ္တပိုင်တဲ့ပစ္စည်းတစ်ခုပဲလို့ဒီလိုမြင်တယ်တချို့ကတော့ရုပ်နဲ့အတ္တကိုခွဲခြားပြီးတော့မြင်တယ်ဒါကနာမ်ကိုရှုတဲ့သဘောပေါ့လေအတ္တမှာရုပ်ရှိတယ်သို့မဟုတ်ရုပ်ဒီအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းဖြစ်တယ်ဆိုအတ္တကိုနာမ်လို့သဘောထားပြီးတော့ရုပ်ကိုအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းအနေနဲ့ရှုမြင်တယ်နောက်တစ်ခုကဒီအတ္တဆိုတဲ့သဘောရုပ်ထဲမှာအတ္တဆိုတာတည်ရှိတယ်လို့ဒီလိုရှုမြင်တယ်တချို့ကလည်းအတ္တပေါ်မှာရုပ်ဟာတည်ရှိနေတယ်လို့ဒီလိုရှုမြင်တယ်ရှုမြင်ပုံရှုမြင်နည်း၄မျိုးရူပခန္ဓာနဲ့ပတ်သက်ပြီးတော့ရှုမြင်ပုံ၄နည်းနံပါတ်၁ကရုပ်ကိုအတ္တလို့ရှုတယ်နံပါတ်2ကရုပ်ဟာအတ္တရဲ့ပိုင်တဲ့ပစ္စည်းလို့ရှုတယ်နံပါတ်3ကရုပ်ထဲမှာအတ္တဆိုတာရှိတယ်လို့ရှုတယ်နံပါတ်4ကအတ္တပေါ်မှာရုပ်ကမိနေတယ်လို့ရှုတယ်တဲ့ဟောဒီပုံစံမျိုးသွားတာအဲ့တော့မြင်ပုံမြင်နည်းတယောက်နဲ့တယောက်မတူဘူးပေါ့တွေးပုံတွေးနည်းမတူဘူးထို့တူပဲဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့လည်းပဲထို့တူပဲအဲ့ဒီ၄မျိုးပေါင်းလိုက်တဲ့အခါကျတော့၄၅ဒီတက္ကရာဒိဋ္ဌိ20လို့ဒီလိုပြောတာနော်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အတ္တလို့ယူဆမှုမှားယွင်းတဲ့အယူဆ20ဖြစ်ပေါ်လာနေတာဒါတက္ကရာဒိဋ္ဌိဖြစ်ပေါ်ပုံပဲတဲ့သူတော်ကောင်းတရားကိုမကြားနာဘူးလို့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးသင်ပြထားတာမရှိလို့သူတော်ကောင်းတွေနဲ့မဆုံစည်းဘူးတဲ့ပုဂ္ဂိုလ်ဟာဒီအတွေးမျိုးတွေတွေးပြီးတော့သူတဏ္ဍမှာခန္ဓာ၅ပါးနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အတွေးတွေဟာဖြစ်လာနိုင်တယ်ဒါတက္ကရာဒိဋ္ဌိဖြစ်ပုံပြောတာအဲ့ဒီမှာဒီယန္တော်မြတ်စွာဘုရားကဒီလိုဖြေလိုက်တဲ့အခါသဘောကျပြီးတော့ရှင်ဘုရားတဲ့တက္ကရာဒိဋ္ဌိမဖြစ်တာကြတော့ဘယ်လိုတော့လို့ဆိုတော့မြတ်စွာဘုရားရှင်းဟောတယ်အေးအရိယသူတော်ကောင်းတွေကြတော့သူတော်ကောင်းတွေရဲ့တရားကိုကြားနာတယ်ဆုံးမသွန်သင်မှုရှိတယ်သူတော်ကောင်းတွေနဲ့တွေ့ဆုံတယ်အဲ့ဒီတရားဓမ္မကိုကြားနာထားရသည့်အတွက်ကြောင့်သူကရုပ်ကိုအတ္တလို့ဘယ်တော့မှမမြင်ဘူးနော်ရုပ်ဟာရုပ်တရားပဲလို့မြင်တယ်ရုပ်ကိုအတ္တလို့မမြင်ဘူးရုပ်ကိုအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလို့လည်းမမြင်ဘူးရုပ်တရားပေါ်မှာအတ္တရှိနေတယ်လို့လည်းမမြင်ဘူးအတ္တထဲမှာရုပ်ရှိနေတယ်လို့လည်းဘယ်တော့မှမဖြစ်ဘူးတဲ့အတ္တဆိုတာကိုလက်မခံဘူးတဲ့ဟောအဲ့ဒီပုဂ္ဂိုလ်ကျတော့တက္ကရာဒိဋ္ဌိမဖြစ်ဘူးလို့မြတ်စွာဘုရားဟောမြတ်စွာဘုရားဒီလိုဖြေရှင်းလိုက်တယ်အဲ့ဒီမေခွန်းတွေကိုနှစ်ခုမေးပြီးတဲ့အခါကျတော့ကောင်းပါပြီတရားတဲ့တပည့်တော်နောက်ထပ်မေခွန်းတစ်ခုမေးပြရစေအောင်ဆိုဆက်မေးတယ်။ပါမေးတော့ဆိုသူမေးပုံကအရှင်ဘုရားတဲ့ရုပ်ရဲ့ရူပခန္ဓာရဲ့တာယာဘွယ်အတ္တဓာတ်အပြည့်အနာစာအာရိနဝလွတ်မြောက်မှုနေတရဏအတ္တဓာတ်ရဲ့အာရိနဝရဲ့နေတရဏအတ္တဓာတ်ဆိုတာရှင်းတတ်เสียအချက်တာယာเสียတွေ့တာเสียအချက်အာရိနဝဆိုတာအပြည့်အနာစာနေတရဏဆိုတာအဲ့ဒီယုတ်တရားတွေကထွက်မြောက်ဖို့ရထွက်ပေါက်ဒီသုံးခုရှင်းပြပါဗျာတဲ့ဒီသုံးခုသိချင်ပါတယ်ရုပ်ရဲ့တာယာเสียဆိုတာဘာပါလဲဆိုတော့မြတ်စွာဘုရားကအေးရုပ်ကိုအကြောင်းပြုပြီးတော့ဒုက္ခတို့သောမနတတို့ဆိုတာဖြစ်တယ်ဟုတ်တယ်ပေါ့နော်အတန်လေးကိုကြည့်ပြီးတာယာတဲ့အတန်လေးနားထောင်တဲ့အခါဝမ်းသာနဲ့ရှင်းတတ်တယ်ကိုမျက်နှာလေးကိုမှန်နေကြည့်ဝမ်းသာနဲ့ရှင်းတတ်တယ်ကိုယ်ရုပ်လေးကိုကြည့်ပြီးတော့ဝမ်းသာနေတယ်ရှင်းနူးနေတယ်ဒုက္ခသောမနတတွေဖြစ်တာပဲနော်ခန္ဓာကိုယ်ဝါလို့လှလို့ဆိုရင်သဘောကျတာယာတယ်ဟာဒါရုပ်နဲ့ပတ်သက်ပြီးတော့တာယာပွဲလေးပဲဒီတာယာပွဲလေးတွေမရှိဘူးမဟုတ်ရှိတယ်ရှိနေလို့တတ္တဝါတွေဟာတန်တရားထဲမှာပြောနေကြတာပေါ့ဒီလောက်လေးမှရှင်းတတ်เสียမတွေ့ဘူးဆိုလို့ရှိရင်ချက်ချင်းကိုအဆုံးစီရင်ကုန်ကြမှာပေါ့နော်ရှင်းတတ်เสียလေးတွေရှိတယ်ရုပ်ကိုအမိပြုပြီးတော့ဒုက္ခတဲ့
ချမ်းသာတယ်သောမနတဝမ်းသာတယ်ကြည်နူးတယ်ဒါလေးတွေဖြစ်လာတယ်အဲ့ဒါဟာအတ္တရပေါ့ဒါဖြင့်ယုတ်ကြီးရဲ့အပြည့်အနာစာအာရိနဝဆိုတာဘာလို့ဗျာအဲ့ဒီယုတ်ကြီးဟာတဖြည်းဖြည်းအိုးအိုသွားတာတို့ပျက်စီးသွားတာမမြဲတာတို့မခိုင်မာတာတို့ပြောင်းလဲသွားတတ်တာအဲ့ဒါတွေကအပြစ်တွေပဲပေါ့ကျင့်တတ်เสียမကောင်းဘူးကိုကနုနုပြိုပြိုလေးနေနေတယ်တဖြည်းဖြည်းအိုမင်းလာတယ်မျက်စိဆိုရင်ကိုကကြည်လင်နေတယ်တဖြည်းဖြည်းမှုံးလာတယ်နားထိုင်းလာတယ်ဟောကျင့်တတ်เสียပဲကောင်းအဲ့ဒါယုတ်မှဒီအဖြစ်ဆိုးတွေကရှိနေတယ်ရှိနေတာအာရိနဝပဲတဲ့အပြစ်အနာစာဒါပြင်ထွက်ပေါက်ကဘာလို့ပြရလဲဆိုထွက်ပေါက်ဆိုတာတရားမဟုတ်ဘူးတဲ့အဲ့ဒီရုပ်ပေါ်မှာတွဲတားနေတဲ့တာယာနေတဲ့ဆန္ဒရာဂကိုဖယ်ရှားလိုက်တာထွက်ပေါက်ပဲဟောရုပ်ကလွတ်ချင်ဒီရုပ်ကိုဖြည့်ဆည်းပြရမှာမဟုတ်ဘူးဘာကိုဖြည့်ဆည်းရမှာတော့အဲ့ဒီရုပ်ကိုတွဲတားနေတဲ့တဏှာရာဂကိုဖယ်ရှားရမှာအဲ့ဒါထွက်ပေါက်ပဲရုပ်ရဲ့ထွက်ပေါက်ထို့တူပဲဝေဒနာသင်ညာသင်္ခါရဝိညာဉ်တို့ကိုလည်းဒီတိုင်းပဲဟောပါတယ်မြတ်စွာဘုရားဝေဒနာကိုမိပြုပြီးဒုက္ခဒေါမနတာဖြစ်တယ်ဒါကအတ္တရဝေဒနာပေါ်မှာတာယာစရာကောင်းတဲ့အချက်ပဲဝေဒနာရဲ့အပြစ်နာစာကတော့မတည်မြဲတာပဲဝေဒနာရဲ့ထွက်ပေါက်ကတော့အဲ့ဒီဝေဒနာပေါ်မှာတွေ့တာနေတဲ့တဏှာရာဂကိုဖယ်ရှားတာထွက်ပေါက်ပဲဟောအတ္တရရဲ့အာရိနဝရဲ့နိတ္တရဏရဲ့တို့ခန္ဓာ၅ပါးမှာ၃မျိုးစီဒီလိုရှိတယ်ရသော်ပြားကဒီလိုရှင်းပြမယ်တော့အဲ့ဒီရန်တော့ရှင်းနှံ့ပြီးတော့မိကုံတစ်ခုထပ်ပြီးတော့မေးတယ်။ဘာတွေမေးလို့ဆိုရင်အရှင်ပြားတဲ့အဟံကာရမမံကာရမာနနုတ္တယဆိုအဲ့ဒါနဲ့ပတ်သက်အဟံကာရဆိုငါလို့တွေးတဲ့အတွေ့ငါလို့လုပ်တယ်မမံကာရဆိုငါဥစ္စာလို့လူတွေကငါလို့လည်းပြောကြတာပဲငါဥစ္စာလို့လည်းပြောကြတာနောက်မာနအဲ့ဒီအဟံကာရဆိုတာဒီနေရာမှာဒိဋ္ဌိမမံကာရဆိုတာတဏှာမာနနုတ္တယကမာနပေါ့အဲ့ဒီနေရာမှာအထက်ကရာမှာတချို့နေရာမှာတစ်မျိုးပြောင်းပြီးတော့ဖွင့်ထားတာရှိတယ်သို့တော့နှစ်မျိုးတွေ့နေရအဟံကာရကိုဒိဋ္ဌိမမံကာရကိုတဏှာမာနနုတ္တယကမာနဒါမှန်ကန်တဲ့အဓိပ္ပာယ်တစ်ခုဒါပေမဲ့အဟံကာရကိုမာနလို့ဖွင့်ပြီးတော့ဒီမမံကာရကိုတဏှာလို့ဖွင့်တော့ဒိဋ္ဌိမပါဘူးဖြစ်တယ်တချို့နေရာအဲ့ဒီလိုအဖွင့်နှစ်မျိုးတွေ့ရသို့တော့ဘုန်းကြီးတို့သဘောကျတဲ့အဖွင့်ကတော့အဟံကာရဆိုတာဒိဋ္ဌိပဲအဟံဆိုတာနဲ့အတ္တနဲ့အလားတန်တူတယ်ပေါ့မမံဆိုတာနဲ့အတ္တနိယနဲ့အလားတန်တူတယ်ပေါ့အဲ့တော့ငါဆိုတာအတ္တကိုပြောတာငါဟာလို့ဆိုတာအတ္တနိယအတ္တရဲ့ပိုင်ဆိုင်မှုကိုပြောတာနောက်ကမာနနုတ္တယကမာနတတ္တရှိအဲ့တော့ဘုန်းကြီးတို့တွေဟာကိုယ်သက်ရှိခန္ဓာကိုယ်နဲ့ပဲဖြစ်စေပြင်ပဗဟိတမှာပဲဖြစ်စေအာယုန်တွေအလုံးနဲ့ပတ်သက်လာလို့ရှိရင်ငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ဒီအတွေ့တွေကရှိနေတာငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ဖြင့်ငါလုံနိုင်တယ်ငါစွန့်နိုင်တယ်ဆိုတဲ့မာနရဲ့အယူဆတွေလည်းပဲရှိနေတယ်အာယုန်တွေပေါ်မှာဒါမျိုးတွေဖြစ်တယ်ပေါ့အဲ့တော့ဒီယန်းကမေးတာတော့အရှင်ဘုရားတဲ့ဘယ်လိုသိပြီးဘယ်လိုမြင်မယ်ဆိုလို့ရှိရင်တဲ့ဟောဒီသက်ရှိခန္ဓာကိုယ်ရောအပြင်ပဗဟိတကဟာတွေရောအာယုန်တွေအလုံးပေါ်မှာငါဆိုတဲ့အတွေ့ငါဆိုတဲ့အတွေ့ဆိုတဲ့ငါလုံနိုင်တယ်ဆိုတဲ့မာနအနုတ္တယတွေဟာဖယ်ရှားနိုင်ပါသလဲသူတို့ဘယ်လိုလုပ်ရင်ဘယ်လိုမြင်ရင်ဘယ်လိုသိလို့ရှိရင်ဒါတွေပျောက်သွားနိုင်တယ်လို့မေးတာနော်အတူမေးခွန်းကတစ်ဆင့်ချင်းအဆင့်မြင်လာတယ်မေးခွန်းမေးလိုက်တာပေါ့ဒါဝိပဿနာကျင့်စဉ်တစ်ခုနဲ့ဖြောင်းတဲ့ပုံပဲအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဖြေတော့ဆိုလို့ရှိရင်ရူပခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာဝိညာဉ်ခန္ဓာပေါ့ခန္ဓာ၅ပါးပေါ်မှာအတိတ်ကခန္ဓာပဲဖြစ်စေပစ္စုပန်ခန္ဓာပဲဖြစ်စေအနာဂတ်ခန္ဓာပဲဖြစ်စေမိမိရဲ့အစ္ဆဒခန္ဓာပဲဖြစ်စေဗဟိတကခန္ဓာပဲဖြစ်စေဩနာရိကဆိုတဲ့ယုံရင်သိတာတဲ့ခန္ဓာပဲဖြစ်စေဒုက္ခမသိမ်မွေ့နူးညံ့တဲ့ခန္ဓာပဲဖြစ်စေဟိန
ရုပ်ဉာဏ်နဲ့ခန္ဓာပဲဖြစ်စေပဏိတမောမြတ်တဲ့ခန္ဓာပဲဖြစ်စေဒုရဝေးတဲ့ခန္ဓာပဲဖြစ်စေမိမိအတိဉာဏ်နဲ့ဝေးနေတဲ့ခန္ဓာပဲဖြစ်စေတဏှိကေမိမိအတိနဲ့နီးတဲ့ခန္ဓာပဲဖြစ်စေတဲ့ဘယ်ခန္ဓာကိုပဲဖြစ်စေနေတံမမနေသောဟမတမိနမေသောအတ္တတိယထာဘူတံသမ္မပညာယပတ္တိငါဟာမဟုတ်ဘူးငါမဟုတ်ဘူးငါရဲ့အတ္တမဟုတ်ဘူးလို့မှန်ကန်တဲ့ဉာဏ်အမြင်နဲ့မြင်မယ်ဆိုလို့ရှိရင်တဲ့ခုနကအဟံကာရမမံကာရမာနလူပြတွေမဖြစ်ပါဘူးလို့ဒီလိုပြောတာနော်အဲ့ဒါလို့မမြင်ဘူးဆိုရင်ဒါတွေဖြစ်နေမယ်ဆိုတဲ့ပဲရပေါ့ဝေဒနာလည်းထိုးတူပဲသင်ညာလည်းထိုးတူပဲသင်္ခါရလည်းထိုးတူပဲမမကန်ကန်မြင်ရမှာကနေတံမမငါမဟုတ်ဘူးရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတာငါမဟုတ်ဘူးရုပ်ဝေဒနာသင်ညာသင်္ခါရဟာနေသောဟမတမိငါမဖြစ်ဘူးဟောရုပ်ဝေဒနာသင်ညာသင်္ခါရနမေသောအတ္တငါရဲ့အတ္တမဟုတ်ဘူးလို့ဒီလိုရှုမြင်ရမယ်အဲ့ဒီလိုရှုမြင်ပြီဆိုလို့ရှိရင်ခုနကအဟံကာရဒိဋ္ဌိမမံကာရတဏှာတို့မာနဒုတိယတို့ဖယ်နိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဖြေလိုက်ဒါသူမေးခွန်းတွေကဒီပုံစံနဲ့မေးပြီးတော့မြတ်စွာဘုရားဒီပုံစံနဲ့ဖြေလိုက်တယ်အဲ့ဒီလိုဖြေလိုက်တဲ့အခါကျတော့အဲ့သူတပည့်တွေကလည်းဖြစ်ကောင်းဖြစ်မယ်ကိုရောတပါးကဘယ်လိုတွေးတော့ဆိုမြတ်စွာဘုရားဒီနေရာမှာဟောလိုက်တာဆိုတော့နမေသောအတ္တဆိုငါရဲ့အတ္တမဟုတ်ဘူးလို့ဘုရားဟောတာကိုဒီလိုမြင်ရမယ်လို့ဟောတဲ့အခါကျတော့ကဲဒီလိုဆိုလို့ရှိရင်တဲ့အတ္တမဟုတ်တဲ့ခန္ဓာကနေလှုပ်ထားတဲ့ကံတရားတွေကိုဘယ်အတ္တကိုသွားထိခိုက်မလဲပေါ့ဆိုငါမရှိဘူးဆိုလို့ရှိရင်ငါလှုပ်ထားတာတွေကဘယ်သူခံမှာတော့ပေါ့ဒါတမန်တွေးလိုက်တဲ့သဘောပဲနော်ငါဆိုတာမှမရှိဘူးဆိုရင်ငါလှုပ်ထားတဲ့ကံတွေကဘယ်ငါကသွားခံမှာတော့ပေါ့ဒီကံတွေကဘယ်လိုလုပ်ချုပ်ပေးမလို့သူကပုရုဇဉ်တွေးတာကိုမြတ်စွာဘုရားဟောနေတဲ့တရားနာရင်ကနေပြီးတော့အဲ့ဒီလိုတွေးတာကိုမြတ်စွာဘုရားကြည့်ဒီကိုယ်တော်ဘာတွေးတယ်ဆိုသိလိုက်တဲ့ချက်ချင်းအဲ့တော့မြတ်စွာဘုရားကတစ်ဖက်ကတရားဟောနေပြီပဲလို့ပိဋကတ်တွေဘာလုပ်နေတယ်ဆိုတာကိုတစ်ဖက်ကကြည့်နေတဲ့သဘောရှိတယ်ပေါ့နော်ချက်ချင်းသိတယ်ချက်ချင်းသိတဲ့အခါကျတော့မြတ်စွာဘုရားချက်ချင်းကောက်ပြီးတော့ပြောလိုက်တယ်အေးဒီပိဋကတ်ထဲမှာအတိညာဏ်တုံးတဲ့ပုဂ္ဂိုလ်တွေကဒီလိုစဉ်းစားနေတယ်တဲ့အတ္တမရှိဘူးဆိုလို့ရှိရင်ဘယ်အတ္တကလှုပ်ထားလို့ဘယ်အတ္တကလာခံမှာတော့ပေါ့လေခံရမှမရှိဒါဟိတုဝါဒတို့ကတော့မှလည်းတန်လျာတို့ကံတို့ရှင်းပြတဲ့အခါအတ္တနဲ့ရှင်းပြတာပဲအတ္တလေးကကံတရားတွေကိုလှုပ်လို့အတ္တလေးကအကျဉ်းချက်ပြီးတယ်မကောင်းတဲ့ကံတွေလုံးပြီးလို့အတ္တလေးကသူတို့ဒဏ်ခံရတယ်ဆိုခန္ဓာအတ္တပဲသူတို့ကလှုပ်တာလည်းအတ္တပဲခံစားရတာလည်းအတ္တမြတ်စွာဘုရားဟောတာကြတော့လှုပ်သူဆိုတာမရှိဘူးတဲ့ခံသူလည်းမရှိဘူးကမ္မတကာရကောနတ္တိဝိပါကသသဝေရကောအကြောင်းတရားဖြစ်တာကိုပဲလှုပ်တယ်လို့ပြောတာလေအကျိုးတရားပေါ်တာကိုပဲခံစားတယ်လို့ပြောတာတဘာဝတရားတွေသူကသူဖြစ်တာလှုပ်သူလည်းမရှိဘူးခံစားသူလည်းမရှိဘူးဒါစစ်မှန်တဲ့အမြင်ကအဲ့လိုဟောဟိတုဝါဒမှာရှင်းနေတဲ့အခါကျတော့အတ္တလေးကလှုပ်တယ်ခံတော့လည်းအတ္တလေးကပဲခံရတယ်ပေါ့တန်တရားနေတာလည်းပဲအတ္တကပဲတန်တရားနေတယ်ပေါ့သူတို့အယူဆတာနော်ဟောဒီကိုယ်တော်လည်းအဲ့ဒီ tradition အဲ့ဒီအတိုင်းဝိုင်းလာတဲ့ကိုယ်တော်ဆိုတော့ဘယ်ပြီးသူသဘောပေါက်နိုင်မလဲအတုံးနဲ့ဒါကြောင့်မို့အတ္တမရှိဘဲနဲ့လှုပ်ထားတဲ့ကံတွေကိုဘယ်သူကခံမှာတော့ပေါ့ဘယ်သူကိုသွားအကျိုးပေးမှာတော့အတ္တမရှိဘူးဆိုရင်ဘယ်သူသွားအကျိုးပေးမှာဘယ်တမန်လဲတွေးကြည့်ပေါ့ငါလှုပ်ထားတယ်ငါအခုကုသိုလ်ကောင်းမှုတွေလုပ်တယ်ငါဆိုတာမရှိဘူးဆိုရင်ဘယ်သူရသွားမှာတော့လို့မတွေးမိဘူးလားစဉ်းစားကြည့်လိုက်နော်ဒါတဘာဝတရားသက်သက်ညတာဖြစ်တယ်လို့ဒီအမြင်မျိုးကိုမမြင်နိုင်ဘူးဆိုလို့ချင်းအတ္တဆိုတဲ့အတွေ့အထိနေမှာပဲအဲ့ဒီမှာမြတ်စွာဘုရားကအေးအသိဉာဏ်နေတဲ့ပုဂ္ဂိုလ်ဒီဟာဒီလိုစဉ်းစားနေတယ်တဲ့ငါကတရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်တဲ့မေးမြန်းပြီးတော့မှဆုံးမသွန်သင်လေးရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားပฏิပု္ပ္ပာဝိနိတာမေးခွန်းတွေထုတ်ပြီးတော့သင်ပေးတာရှင်းအောင်လို့ဆိုပြီးတော့မြတ်စွာဘုရားအဲ့ဒီမှာယဟန်တွေကိုမေးတယ်ရုပ်ဟာအိဋ္ဌာလားအနိစ္စလားဝေဒနာအိဋ္ဌာလားအနိစ္စလားနဲ့မေးခွန်းတွေမေးလိုက်တဲ့အခါကျတော့
အနိစ္စရှုထောင့်ကနေကြည့်ရင်ဒုက္ခဖြစ်တယ်ဒုက္ခရှုထောင့်အနိစ္စဒုက္ခရှုထောင့်ကနေကြည့်လိုက်တဲ့အခါအတ္တလို့ပြောစရာမရှိပြန်နော်အနတ္တလက္ခဏာသုံးပါဟောထားတဲ့အတိုင်းပေါ့ရူပနိစ္စဝအနိစ္စဝအနိစ္စပန္တိမေကောနဲ့မေးပြီးတော့ဆုံးမတာအနိစ္စအနိစ္စဆိုလို့ရှိရင်ဒုက္ခလားဒုက္ခလားဆိုတော့ဒုက္ခပါဗျာလို့ဖြစ်တယ်အဲ့ဒီအနိစ္စဒုက္ခပြောင်းလဲတတ်တဲ့သဘာဝဖြစ်တဲ့အဲ့ဒီယုတ်တရားဟာအတ္တဆိုတာဖြစ်နိုင်မှာမလားဆိုမဖြစ်နိုင်ပါဘူးဟောဒီလိုလာတာဟုတ်အဲ့ဒီလိုသွန်သင်ပြီးတော့ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးဒီလိုဆုံးမဟောကြားထားတာအဲ့ဒီလိုဆုံးမဟောကြားထားတဲ့အတိုင်းမြတ်စွာဘုရားကရုပ်ဝေဒနာတင်ညာသင်္ခါရတွေနဲ့ပတ်သက်လာရင်အတိတ်ကဟာပဲဖြစ်ဖြစ်အနာဂတ်ပစ္စုပန်ဟာပဲဖြစ်ဖြစ်နော်ဒီဣစ္ဆဒပဲဖြစ်ဖြစ်ဗေဒပဲဖြစ်ဖြစ်ဩလာရိကပဲဖြစ်ဖြစ်ဒုက္ခမပဲဖြစ်ဖြစ်ဟိနပဲဖြစ်ဖြစ်ပဏိတပဲဖြစ်ဖြစ်ဒူတွေပဲဖြစ်ဖြစ်တဏှိကေပဲဖြစ်ဖြစ်ဘယ်ယုတ်တရားဘယ်ဝေဒနာဘယ်တင်ညာဘယ်သင်္ခါရဘယ်ဝိညာဏပဲဖြစ်ဖြစ်အလုံးဟာနေတမ္မမနေသောဟာမသမိနာမေသောအတ္တရုပ်ဟာရုပ်တသက်မြတာဖြစ်တဲ့အတ္တမဟုတ်ဘူးဝေဒနာသက်သက်မြတာဖြစ်တဲ့အတ္တမဟုတ်ဘူးတင်ညာသင်္ခါရဝိညာဉ်တို့ဟာလည်းရုပ်တဘာဝတရားသက်သက်မြတာဖြစ်တယ်အတ္တဆိုတာမဟုတ်ဘူးငါဆိုတာမဟုတ်ဘူးလို့မှန်ကန်တဲ့အမြင်နဲ့ရှုရမယ်လို့မြတ်စွာဘုရားကဒီလိုရှင်းလင်းဟောကြားပြီးတော့အဲ့လိုမှန်ကန်တဲ့အမြင်ကိုရလာပြီးမှန်ကန်ရှုနိုင်လာပြီးဆိုရင်ဘာဖြစ်တော့ဆိုရင်ရူပသမိန်ပိနိဗ္ဗိနတိရုပ်ပေါ်မှာตายရစရာဆိုတာရှာမတွေ့တော့ဘူးညီငွေလာတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာตายရစရာမတွေ့ဘူးညီငွေလာတယ်အဲ့ဒီလိုညီငွေရင်ဘာဖြစ်လဲဆိုရင်နိဗ္ဗိန္တံဝိရစတိနိဗ္ဗိနတိဆိုတာဝိပဿနာဉာဏ်ယဉ်တန်ဖြစ်ပေါ်လာပုံကိုဒီစကားတစ်လုံးနဲ့ဟောတယ်အဲ့ဒီနိဗ္ဗိန္တံဝိရစတိဒီလိုညီငွေမှုတွေပြင်းထန်လာလို့ဝိပဿနာဉာဏ်ယဉ်တန်လာပြီဆိုလို့ရှိရင်တွေ့တာမှုတွေကလွတ်ထွက်သွားတယ်ဆိုတာဒါ message ဖြစ်ပေါ်လာပုံကိုပြောတာဝိရာဂဝိမု ssati တွေ့တာမှုတွေလွတ်ထွက်သွားတာနဲ့တွေ့တာမှုတွေကင်းသွားတာနဲ့တပြိုင်တည်းဝိမု ssati စိတ်ကလေးဟာကိလေသာတွေကလွတ်သွားတယ်လို့ပြောတာဒါဖို့စိတ်ဖြစ်လာတာကိုပြောတယ်အဲ့တော့ဆိုလိုတာကနိဗ္ဗိနတိဖြစ်အောင်ဘုန်းကြီးတို့တွေကျင့်ရမှာပေါ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာตายရစရာဆိုတာမြူမြမရှိဘူးတဘာဝကြီးတွေကခိုင်ရဲတာမဟုတ်ဘူးအနိစ္စမခိုင်သည့်အတွက်ကြောင့်ဒုက္ခထိုအနိစ္စဒုက္ခဖြစ်တဲ့ဟာငါရဲ့အတ္တလို့ပြောစရာအကြောင်းမရှိဘူးလို့မှန်ကန်တဲ့အမြင်နဲ့ရှုမြင်သုံးသပ်ရမယ်လို့မြတ်စွာဘုရားကတရားကိုဒီလိုနှီးကိုချုပ်တာဖြစ်ပါတယ်ဒီသုတ်တံမှာအဲ့ဒီရဟန်းတော်တွေကရှင်းလင်းပြီးတော့ဒီသုတ်တံရဲ့အဆုံးမှာတော့ဘာတရားဓုရတယ်ဆိုတာမှတ်တမ်းမရှိပါဘူးသို့တော်တရားဓမ္မနဲ့ပတ်သက်ပြီးမြတ်စွာဘုရားသခင်ကိုရောမြတ်အနတ္တလက္ခဏာသုတ်လာတဲ့အတိုင်းရှင်းလင်းဟောကြားတာနောက်ဆုံးနိဗ္ဗာန်အထိပါပဲเนาะဒါကြောင့်တရားရှိခင်သူတော်စင်ပြိဿအပေါင်းတို့ဒီနိဗ္ဗိနတိဆိုတဲ့ဝိပဿနာဉာဏ်ဖြစ်ဖို့ဝိပဿနာဉာဏ်တန်လာလို့ရှိရင်ဝိရဇတိဆိုတဲ့ message ဖြစ်ဖို့ message ဖြစ်ပြီးရင်ဝိရာဂဝိမု ssati ဆိုတဲ့လွတ်မြောက်မှုရဖို့ရာအတွက်ကျင့်ကြံကြိုးကိုအားထုတ်ရမယ်လို့ကိုယ်စီသဘောကျပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်သတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံဘိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရမရာတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းကြောက်ကြည်တရားစေကိုဘိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောင်ကိလေသာအစေတောက်ဟူသည်များတို့သည်တဘုအတပိဉ္စဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ကြောင်းပေမရောက်အောင်ပယ်ဖြောက်အကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေဟောတည်း
Azaramara ojin le kwa najin le kinti jin le shinda do Tidibong kilidao bukaden kinyaya si phibita do Nivana nivahu ko iburo do Taro dia chikin sikong winya duro zinya do di Yandu parami asin zin yinem yivi Malin bondi sayo do muja base gong dadi